天nhiên nếu mà đi đến đùa đi sinh cú đầu mà ma khai một việc à đâu tê na cái tê qua đi tê ấy túi khổ rằng mà luôn luôn tê phao đi để đâu mà thiên này đó là do sản phẩm cao như vậy tê túi ra đi hàng ngàn sống theo lại là yếm man này mà dưới lại là yếm man này anh đâu mà thiên này ma qua lại tôi cho nó tê túi đi của man đó gì đó phải à mà thiên nhiên nếu mà xin đi luôn phải à cái biểu hiện là cái túi anh ta của bí là này tập dài này túi cái gì đó là tu ba lâu chân à tu tên của ba lâu bí mẹ ba lâuဖြစ်စီchân àအဲ့တော့ဗဒိညင်လို့ပြောရင်ရည်ရွယ်ချက်ရှိတယ်အဲ့ဒါဓမ္မဟောင်းရဲ့ဗဒိညင်အားလုံးကိုခြုံထားတဲ့ဗဒိညင်ကပါလေပြည့်ညက်တရားမောရှေကိုပေးတဲ့ပြည့်ညက်အဲ့ဒါကဗဒိညင်ဖြစ်တယ်ဒါကြောင့်အဲ့ဒါကိုဗဒိညင်တစ်တာလို့ခေါ်တယ်အဲ့ဒီတစ်တာထဲမှာထည့်ထားတယ်အဲ့ဒီတစ်တာတော်ကဓမ္မဟောင်းကာလတစ်လျှောက်လုံးရဲ့ဗဒိညင်ဖြစ်တယ်အဲ့ဒီတစ်တာကခင်ဗျအလွတ်ကျက်ဖို့ပဲမဟုတ်ဘူးအဲ့ဒီစာကဖခင်ရဲ့ရည်ရွယ်ချက်ရှိတယ်အဲ့ဒီစာကိုပေးရတဲ့ရည်ရွယ်ချက်ရှိတယ်အဲ့ဒါတင့်ကိုဖခင်သားဖြစ်စေတာရည်ရွယ်ချက်ရှိတယ်ပြောငါစီမှာရည်ရွယ်ချက်ရှိတယ်ဟာလေလုယာတော့ကျွန်တော်တို့ဟာဒီကာလကျွန်တော်ရဲ့ခရိယာဖြစ်ခြင်းဟာရည်ရွယ်ချက်ရှိအသက်ရှင်ရတော့မယ်မသိဟောခရိယာဖြစ်ခြင်းရဲ့ရည်ရွယ်ချက်ရှိသမျှကိုအမှုတော်ဆောင်နေပဲလုံရမယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ခရိယာတွေကနားလဲတာ no အဲ့ဒါအန်တိတ်ဖြစ်သွားပြီဖခင်ရဲ့နိုင်ငံတော်ဘယ်လိုကျယ်ပြန့်မလဲဖခင်ရဲ့သာသနာတော်ဘယ်လိုတိုးပွားမလဲဖခင်ရဲ့နိုင်ငံတော်ဖခင်ရဲ့ဒီနေ့ဝိညာဉ်ရေးရတယ်ဘယ်လိုအပြောင်းလဲတွေဖြစ်လာမလဲဘာတွေလုံးရမလဲဘာတွေဖြစ်လာဖို့လဲအဲ့ဒီရည်ရွယ်ချက်တွေကိုဒီနေ့ဗဒိညင်လူတွေအားလုံးဟာလုံးရမယ်အဲ့ဒါကိုနားမလဲတဲ့ဆိုအဲ့ဒါဗဒိညင်လူမဟုတ်ဘူးအဲ့ဒါပါရဝင်ခရိယံပဲဒီကျွန်တော်တို့ဟာလောကမှာအရာအလုံးကရည်ရွယ်ချက်ရှိလို့ဟာဒီကျွန်တော်တို့ရဲ့ခရိယံတတကလည်းဘုရားတကယ်ကကျွန်တော်တို့ကိုကြီးမားတဲ့အကြံစီရှိတယ်ဟာလေလုယာဒီနေ့သင်ယေရှုကိုရတာကတိုက်ဆိုင်လို့ရတာမဟုတ်ဘူးအပြည့်ပြည့်ရတာလည်းမဟုတ်ဘူးခရိယာဖြစ်နေလို့ရတာမဟုတ်ဘူးခရိယာဖြစ်စေခြင်းယုံတစ်ခုတည်းနဲ့ရတာလည်းမဟုတ်ဘူးခဗျာအရင်နေစိတ်နှလုံးနဲ့ကောင်းစားပြီးနောင်တရပြီးတော့မှအမြင်မှန်ရပြီးယေရှုရသွားတာလည်းမဟုတ်ဘူးဖခင်ကတင့်ကိုရည်ရွယ်ချက်ရှိနဲ့ဗဒိညင်လူဖြစ်စေတာတော့တဲ့ခရိယာဖြစ်ခြင်းကတမန်ကျမ်းစာအရနဲ့ပြောရွှေငွေအထောင်တောင်းထက်မကတန်ဖိုးရှိတယ်အာမင်ဟာလေလုယာဘုရားသခင်နာမဘုန်းကြီးပါစေ